မင်္ဂလာပါမမတို့ညီမလေးတို့ရေအခုပြမဲ့ပိတ်စာထုတ်ကကြတော့စပန်းပိတ်စာထုတ်ကီလို30ထုတ်ဖြစ်ပါတယ်သူကကြတော့2ခိုက်ကနေ9ခိုက်ကြာခိုက်အစုံအစင်စုံပါတယ်ပိတ်စာထုတ်ဖြစ်တဲ့အနာလုံးဝမပါဘူးမမတို့စိတ်ချလက်ချမှားလို့ရတယ်အနာမပါအတန့်တီးတန့်နေပါနော်မမတို့သူကကြတော့2ခိုက်ကနေ9ခိုက်ကြာဖြစ်တဲ့အတွက်ကြောင့်မမတို့ကကြိုက်တာချုပ်လို့ရတယ်ဝမ်းဆက်တွေချုပ်လို့ရတယ်ခေါင်းဝင်တွေချုပ်လို့ရတယ်ကြိုက်တာချုပ်လို့ရတယ်ပေါ့နော်မမတို့2ခိုက်ကအသေးဆုံးစပါတယ်နော်အားလုံးစပန်းသားတီးတန့်စပန်းသားမဟုတ်တဲ့အသားတွေပါမှာကြောက်တဲ့မမတွေညီမလေးတွေဆိုလို့ရှိရင်လုံးဝစိတ်ချလက်ချမှားလို့ရတယ်မမတို့သူကစပန်သားတွေကြီးပဲတီးတန့်ပါတာဖြစ်ပါတယ်နော်မမတို့အစင်လေးတွေကတော့မမတို့မြင်တွေ့ရတဲ့အတိုင်းအစင်အနုပ်ရဲ့အစင်အကျဲရဲ့မျှပြီးတော့ပါပါတယ်နော်အစင်အလက်ကလေးတွေရောပေါ့နော်အစင်အစုံပါတယ်မမတို့ယောက်ျားလေးစင်မိန်းကလေးစင်အကုန်လုံးအစုံပါတယ်ဒါညီမတို့ထည့်ထားတာမဟုတ်ဘူးစက်ရုံကလာတဲ့အတိုင်းဓာတ်ရိုက်ပါနော်မမတို့စက်ရုံကလာတဲ့အတိုင်းအိတ်ထုတ်တွေဖြစ်ပါတယ်မမတို့စိတ်ချလက်ချမှားလို့ရတယ်မှားခြင်းနဲ့ဆိုလို့ရှိရင်ဖုန်းနံပါတ်3992615015လေးကိုဖုန်းဆက်ပြီးမှားလို့ရတယ်ဒီ TikTok ရဲ့ Messenger နေမှားလို့ရတယ်ဒါမှမဟုတ်လူကိုယ်တိုင်လာပြီးတော့ဝယ်ခြင်းနဲ့ဆိုရင်လိပ်စာကအင်းစိန်အောင်ဆန်းစေးမှတ်တိုင်ကိုရောက်တဲ့အခါကြလို့ရှိရင်3992615015လေးဖုန်းနံပါတ်လေးကိုဆက်လိုက်ပါကားလက်မဘေးမှာပဲရှိပါတယ်ဆိုင်ရတဲလုံးအထည်ဆိုင်ဆိုပြီးတော့ဗနိုင်းတွေရောဆိုင်ပုတ်တွေရောချိတ်ထားပါတယ်မမတို့စိတ်ချလက်ချလာပြီးတော့ဝယ်လို့လဲရတယ်မှားလို့လဲရတယ်နော်မမတို့ line မော်အားမှာတဲ့အခါမှာလဲညီမတို့မျိုးအိမ်ရောက်ငွေချေရတဲ့မျိုးတွေလည်းရှိတယ်တချို့မျိုးတွေကတော့ကြိုလွှဲရတယ်ဒါပေမဲ့အိမ်ရောက်ငွေချေရတဲ့မျိုးတွေလည်းရှိတဲ့အတွက်ကြောင့်မလို့ညီမလေးရေမမတော့ဘယ်မျိုးပါဆိုပြီးတော့လာပြီးတော့ Messenger မှာလာမှားလို့ရတယ်နော်မမတို့အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်မှားလို့လဲရတယ်လာဝယ်လို့လဲရပါတယ်နော်